Phaya miya song yadana daya miya song yadana tangka miya song yadana huso ato yadana miya song bani siya dhamma mipa bubwa doa yote miya no laso mo yue shiko puzo pumyo manlayo koto jaya jindi huto yadana daya panama karawa kuto kan sedana pya pya wawa doja Naita beta yaman kathai bawa dai kendo nyingja kundi phiyue Sound thai di la dana sagi parami kutu manyenyo be Ubawa dodo ne mapho nibbaan ko ya lue yauk lue myat mauk pyu lue nain ja thi phit se Ya bi no Gai tha lai paw Tha lai Di bác cả lông chi liều đây là áo cả bọc hello đây hello áo cả di bác cả đây cô bác cả xong thì đặt đây xong thì này hello hello Tiếng này ta đã nói nên là trong ngày ya cháu sẽ cố cố nè có ta tới đây trong tối ya sẽ sẽ còn là cố còn là bị cho xí ya vô này chơi cả tầm ya này cái máy cả là mà bố đến thì là sang đông cha con to bố đến để đại cái mà bao nhiêu con đồ Ni lệ kinh chơi máy cả là địa địa na bia hoa cha ato Mahatadi Bhatha địa địa na do apain do Địa này địa na bia ma hoa cha cái mà na cha cái mà địa do alon đôi bài xin biết do mù to Đông lô cả đô đa ta bên nhu xin do miệt phaya cô Nam mô Tát Buddha Vandana phiên Uzwa Panama Shikho lại jaya ao Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Arahato Pyamana Lu Tông Bồn Lu Đô Ye Phu Dô Bôi Lu Đăng Bôi Màn Tâm Nhã Đuôi Của Khai Yu Chiến Ngã Thái Đô Mù Bà Bê Đà Tô Arahato Tuyên Yàn Biên Yàn Đuôi Của Chuyên Chà Mật Đà Bê Bà Tu Của Bà Cô Nhi Mà Khó Bê Bà Đà Mi Bông Hông Đô Cô Cô Đô Phiềnကောင်းစွာနိုင်တော်မူအောင်တော်မူတတ်တော်မူတတ်ပါပေတတ်သောအရဟတောစိတ်ခွေရာယ၌ကိုမူရာနှုတ်အမူရာစိတ်အမူရာတို့ဖြင့်မကောင်းတမန်သမျှတွေကိုပြုတော်မမူပြောတော်မမူကြံစီတော်မမူတတ်ပါပေထသောအရဟတောပဋိစ္စသမုပ္ပါတန္တရာစယဟဤအကန့်အကုတို့ကိုချိုးပြကိုတွင်သုတ်သင်ရှင်းလင်းတော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမြေသာလေးသစ္စာကိုဥစွာပိုင်သိမြင်နိုင်၍သုံးဆိုင်ပူခြင်းများဝိနေကိုမသွေကိုအတူသိစေတော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတသင်္ခါရဝိကာရလက္ခဏာနိဗ္ဗာန်ပညာဟုဆိုအပ်သောရေယငါတံတရားမှန်ကိုမပေါင်းမပြန်ကိုယ်တော်တိုင်သာလျှင်ထိုးထွင်း၍သိမြင်တော်မူတတ်ပါပေထသောဘဂဝတောဣတရိယဓမ္မယတသေရိကာမပယတ္တမြေဘုံ6လေးနှင့်ပြည့်စုံတော်မူတတ်ပါပေထသောဘဂဝတောကာမရူပအရူပဟုဘဝ3ပါးဝယထာ၌ဤသောခြင်းလည်းစေတတ်တဲ့ကာမတဏဘဝတဏဝိဘဝတဏတွေကိုတွန်းလှန်ပဲပြတ်တော်မူတတ်ပါပေထသောတ
တတာတိတတလောကတံတလေမုံတိုင်းဝိလေမရွေမယိုင်ကြောက်စားတိုင်းလိုခိုင်ခိုင်ခန့်ခန့်တည်တံသောတာတိကုံနှင့်ပြည့်စုံတော်မူတတ်ပါပေထသောတတတာတိတတလာဘအလာဘသာတိရှိတံလောကရန်တို့ကြောင့်ဖောက်ပြန်တုံ့လုံးခြင်းမရှိပဂရိတည်ရှိသောတာတိဂုဏ်နှင့်ပြည့်စုံတော်မူသောထိုဘုံတော်ကြောင့်ပါသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်အားမေအမကံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဆိုကြကုန်သောထိုမြတ်စွာငါခန္ဓာကိုသူငါသမုတ်အကျွန်ုပ်တို့ဤနမောကာယဝစီမနောချီလျက်အင်္ဇလိညိုလျောလက်ဆုံးမောကရှိခိုးရခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ကြည်ဖြစ်ပါစေတည်းဒီတလံဒောသနာတေတံအရိယေဟိနိသေဝိတံမေတ္တောတကံပိဝိတဝါနပိနင်တုဒုခိတာပဇာပဇာ30ဘုံဝယုံအတွင်မိတင်းနိညာပုဂ္ဂိုလ်တတ္တဝါအများတို့သည်ဒီတလံဒေါသဟုတ၍အပူငွေကိုမတွေ့မသန်းအလွန်အေးချမ်းလှပေထသောဒေါသနာသင်တံခန္တီဣယံဒေါသမံကိုတွန်းလှန်ခြေမောင်းအထက်မြတ်ဆုံးလည်းပြတော်မူပါပေထသောအရိယယုတ်တနန္တပရမတ်ကိုတတ်သိမြင်ရိယသူတော်စင်ကြီးတို့သည်နိသေဝိတံနိညာမပြတ်အာယုံကပ်၍ထထပုံသည်မြဲတမ်းပဲမိဝဲအပ်ပါပေထသောမေတ္တာတကံဣတိမြတ်သည်ချမ်းသာစေဖို့စိတ်နေရွှင်လန်းမေတ္တာတိဟုသောရည်စဉ်ရည်ချမ်းကိုပိဝိတဝါနာသူငါအပူမလာအောင်ယူကခဏသောက်သုံးရကုန်သည်ဖြစ်၍ဒုက္ခိတာတွင်ပါနှသွဲအန္တရာယ်ကင်းပြောက်ကြံတိုင်းပေါ၍ဝမ်းမြောက်ကြံမှချမ်းသာကြကုန်သရဲ့ဒီနှင့်တူပုံ30တိဖြစ်များစွာဝိနည်းနှင့်ယတနာပြေမြမထာနေမနောဒိဋ္ဌံဩဒိဋ္ဌံမေတ္တာတံငွေမပြတ်တွင်၍ချမ်းမြေရွှင်ပြုံးပိတိဖုံးလျက်နှလုံးဝမ်းသာရွှင်လန်းစွာဖြင့်ချမ်းသာချမ်းသာတော်မူကြပါစေကုန်သတည်းဒီကနေ့နေ့လည်ခင်းကာလဓမ္မသဘင်ကိုမေတ္တာအာသီတမေတ္တာပတ္ထနာနဲ့စတင်ပြီးတော့ဖွင့်လှစ်ပါပြီမဟာတတိပဋ္ဌာန်တရားဒေသနာတော်အပိုင်း3ဒီကနေ့ဟောကြားနာကြားကြီးညိုကြမှာသည်မဟာတတိပဋ္ဌာန်တရားဒေသနာတော်ဒီတဲကဒီမဟာတတိပဋ္ဌာန်တရားကျင့်ကြံကြိုးစားပွားများအားထုတ်ခြင်းရဲ့အကျိုးတရားတွေတဲကမှလောကပရိဒေဝနာသမတိတ်ကမာယဆိုတဲ့အကျိုးတရားလေးအရင်တစ်ပတ်ကလောကတွေကိုကြော်လွန်သွားတဲ့ဘုထုဇေကြောင်းလေးတစ်ပုဒ်ရောက်ခဲ့ပြီဒီနေ့တော့ဖြင့်ပရိဒေဝတွေကိုလည်းပဲကြော်သွားနိုင်တယ်လွန်မြောက်နိုင်တယ်ပေါ့အဲ့တော့ဒီတတိပဋ္ဌာန်ကြိုးစားပွားများအားထုတ်ခြင်းရဲ့အကျိုးတရားဟာပရိဒေဝကိုလည်းပဲကျော်လွှားနိုင်တယ်တဲ့နော်တခါကြီးတို့အဲ့တော့တတိပဋ္ဌာန်ဆိုတာအဓိကသည်တတိပဲအဓိကဒီပါလဲတတိရှိမှတတိမရှိဘူးတတိလက်လွတ်သွားပြီဆိုရင်ပမာတော်မစ္ဆုနောပဋ္ဌာန်ဖြစ်သွားပြီပမာတော်မေးလျော့ခြင်းဟာမစ္ဆုနောသိခြင်းရဲ့ပဋ္ဌာန်အကြောင်းတရားပဲတဲ့နော်အဲ့ဒါဒီတတိပဋ္ဌာန်တွေကဒီကနေ့3ရက်မြောက်နေ့မှာပေါ့နော်ကာယ ानु ပဒနာတတိပဋ္ဌာန်တွေကအာနာပါနပပ္ပါဆိုတာပြည့်ပြည့်စုံစုံပြန်လဲခြုံငုံပြီးတော့ပြောရမှာပဲ
အဲ့တော့အရင်တစ်ရက်ကဟောသွားတဲ့ထဲမှာအာနာပါနသတိပဋ္ဌာန်ကိုဟောကြားခဲ့တာဖြစ်ပါတယ်သောတတောဝအတ္တတတိတတောဝပတ္တတတိတဲ့တတိထားပြီးတော့ဝင်လေထွက်လေလေးကိုရှုမှတ်ရမယ်။ဘာထားပြီးတော့ဗာလဲတတိလေးထားရမယ်လို့ပြောတာနော်။အဲ့တော့အမြဲတမ်းအချိန်နဲ့အချိန်နဲ့ယောဂီပေါင်းသူတော်ကောင်းတို့အသက်ရှူနေတာပဲ။အဲ့ဒီအသက်ရှူနေတာလေးကိုအမြဲတမ်းတတိယနေရမယ်ဆိုတော့တတိလက်မလွတ်တော့ဘူးပေါ့အဲ့ဒီလိုမျိုးအဲ့ဒီအသက်ရှူနေတာလေးကိုပဲအမြဲမပြတ်တတိထားနေမယ်ဆိုရင်တခြားမကောင်းတဲ့အာယုန်တွေလည်းမဝင်နိုင်တော့ဘူးတဲ့ဒီလိုမျိုးပေါ့အဲ့တော့မကောင်းတာတွေမဖြစ်ရအောင်ဒီတတိလေးနဲ့မလုပ်ရတာလဲထိန်းရတာပေါ့ဟုတ်တယ်မလားဘာနဲ့ထိန်းရတာဗါလေတတိနဲ့ထိန်းရတယ်မကောင်းတဲ့ကိလေသာတရားတွေမဝင်နိုင်အောင်ဟုတ်လားအဲ့တော့ဒီတတိပဋ္ဌာန်ဆိုတာအဓိကသည်တတိပဲဟုတ်လားအာနာပါနပပ္ပဆိုတာကာယ ानु ပဒနာတတိပဋ္ဌာန်တွေကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုရှုရမယ်ဆိုတဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့တတိပဋ္ဌာန်တွေကနေပြီးတော့အာနာပါနဝင်လေထွက်လေနဲ့ပတ်သက်တာလေးဒါလေးတွေပြောခဲ့တယ်ဒီကနေ့တော့ဒါလေးတွေခြုံငုံပြီးတော့ပြောရမှာပေါ့တတောဝအတ္တတတိတတောဝပတ္တတတိတတိထားပြီးတော့ဝင်လေထွက်လေလေးရှုရမယ်ဒါကနံပါတ်1အချက်ပဲဒီကံဝအတ္တတံတော်ဒီကံအတ္တတမိတိပဇာနာတိဒါကရှည်တာတိုတာသိရမယ်လို့ပြောခဲ့တယ်နော်နောက်တကသဗ္ဗကာယပฏิတံဝေတိအတ္တတိတာမိတိသိက္ခတိပတ္တတိတာမိတိသိက္ခတိဝင်လေထွက်လေအစလဲဆုံး၃ပါးလုံးအကုန်လုံးကိုခြုံငုံပြီးတော့တတိလေးထားပြီးတော့မြင်ကြည့်နေရမယ်မြင်သိနေရမယ်နော်နောက်တကပတ္တံပယံကာယသင်္ခါရအဲ့ဒီလိုမျိုးကြည်ဖန်များတဲ့အခါဝင်လေထွက်လေလေးဟာငြိမ့်အေးသွားလိမ့်မယ်တဲ့ဟုတ်လားတိမ်မွေ့သွားတယ်ပေါ့အဲ့ဒီလိုမျိုးဝင်လေထွက်လေလေးတိမ်မွေ့သွားပြီဆိုရင်ဣဇေတံဝါကာယေကာယ ानु ပတ္တိဝိရတိကိုယ်တန်တံမှာဖြစ်ပြနေတဲ့ဒီဝင်လေထွက်လေလေးကိုရှုမှတ်ပွားများနေရမယ်ဗိဓာဝါကာယေကာယ ानु ပတ္တိဝိရတိကိုယ်တန်တံလိုပဲသမီးတွေရဲ့တန်တံမှာလည်းပဲဒီလိုမျိုးဝင်လေထွက်လေလေးဖြစ်လိုက်ပြက်လိုက်ဖြစ်နေတာပါလားဆိုပြီးတော့လေမြင်အောင်ကြည့်ရမယ်တဲ့နော်အဲ့ဒီဗဟိတဝါကာယေကာယ ानु ပတ္တိဝိရတိဆိုတဲ့ဒီနေရာမှာအယူအဆတွေအမျိုးမျိုးကွဲလဲတယ်ပေါ့အဲ့တော့ဒီဝင်လေထွက်လေဆိုတာကိုယ်တန်တံမှာဖြစ်နေတဲ့အရာပဲကိုကြည့်လို့ရမယ်ဟုတ်တယ်မို့လားသမီးအသက်ရှူနေတဲ့လေကိုကိုကကြည့်လို့ရပါမလားသူရှူနေလားရှိုက်နေလားကိုကသိနိုင်ပါမလားမသိနိုင်ဘူးဟုတ်တယ်မလားဒါကြောင့်ဒီဗိဓာဝါကာယေကာယ ानु ပတ္တိဝိရတိသမီးရဲ့ဝင်လေထွက်လေကိုလည်းရှုရမယ်ဆိုတဲ့နေရာမှာကျတော့တချို့ကတော့စိတ်မှန်းနဲ့သိရမယ်လို့ပြောတယ်တဲ့နော်ကိုယ်တန်တံမှာလည်းဝင်လေထွက်လေဖြစ်ပြနေသလိုသူ့တန်တံမှာလည်းဒီဝင်လေထွက်လေဟာဖြစ်ပြနေတာပဲလို့ဘာနဲ့သိရမှာလဲစိတ်မှန်းနဲ့ပေါ့ဟုတ်တယ်မလားအဲ့ဒါမျိုးယူဆတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာကအထာဂရဆရာတွေဒီကာဆရာတွေဆရာတော်ကြီးတွေအမျိုးမျိုးပေါ့ယူဆပြီးတော့ကြံစီကြတယ်နော်အမျိုးမျိုးရှိတယ်အဲ့ဒီနေရာအဲ့တော့ဟုတ်ပြီကိုယ်တန်တံမှာဖြစ်ပြနေတဲ့အာနာပါနကိုလည်းရှုရသလိုသမ ्या တန်တံမှာအပြင်ပတန်တံမှာဖြစ်ပြနေတဲ့အာနာပါနကိုလည်းရှုမှတ်ရမယ်ဟုတ်လားသမုဒိယဓမ္မ ानु ပတ္တိဝါကာယတမေဝိဟရတိဖြစ်လာတဲ့အာနာပါနဖြစ်ပေါ်လာတဲ့အရာလေးကိုလည်းပဲသိရမယ်နောက်တစ်ခါဝယဓမ္မ ानु ပတ္တိဝါကာယတမေဝိဟရတိပြတ်သွားတဲ့အရာလေးကိုလည်းမြင်ရမယ်ဆိုတော့ဒါဟာဝိပဿနာဖြစ်သွားပြီဟုတ်လား
အဲ့တော့ဒီအသက်ရှူနေတာလေးအပေါ်မှာပဲသမာဓိကနေသမထကနေပြီးတော့ဝိပဿနာကိုကူးပြောင်းပြီးတော့ရှုမှတ်ပွားများတာနော်အဲ့တော့ဒီဝင်လေထွက်လေလေးဟာဖြစ်လာလိုက်ပြတ်သွားလိုက်ဖြစ်လာလိုက်ပြတ်သွားလိုက်နဲ့အမြဲမပြတ်ရှူရှိုက်နေရတယ်တဲ့နော်အဲ့ဒီလိုမျိုးရှူရှိုက်နေတာတခြားလားအဖြစ်ပြက်လားဖြစ်ပြက်ဖြစ်လာလိုက်ပြတ်သွားလိုက်ဖြစ်လာလိုက်ပြတ်သွားလိုက်နဲ့အဲ့ဒီလိုမျိုးဖြစ်ပြက်ကိုလည်းမြင်အောင်ကြည့်ရမယ်တဲ့နော်အဲ့တော့အဓိကသည်တခြားလားတတိလားတတိပါပဲနော်တတိမရှိဘူးတတိကပြန့်လွင့်နေမယ်ဆိုရင်ဒီဟာလေးကိုကြည့်နိုင်ပါမလားမကြည့်နိုင်ဘူးလေနော်တို့တကကြီးတို့ဒကမကြီးတို့တတိကပြန့်လွင့်နေတယ်ဟိုတွေးလိုက်ဒီတွေးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်နေဆိုကိုအသက်ရှူလို့ရှူမှန်းတော့မသိတော့ဘူးဟုတ်တယ်မလားအမြဲတမ်းအသက်မရှူလားရှူနေတာလားရှူတာတော့ရှူနေတာပဲတတိကမထားမိတဲ့အခါကျတော့ဟုတ်လားလိုချင်တာတွေအာယုံရောက်နေမယ်ပြောချင်တာတွေအာယုံရောက်နေမယ်ဟုတ်လားဟာကောင်းတဲ့အာယုံတွေမကောင်းတဲ့အာယုံတွေအမျိုးမျိုးပေါ့နော်အပြင်မှာဗိဓာအာယုံ6ပါးမရှိဘူးလားအဲ့ဒီအာယုံ6ပါးကိုအာယုံရောက်နေမယ်ဆိုရင်ကိုယ်တန်တမှာကောင်းတဲ့အာယုံနဲ့တွေ့ရင်လောဘကိလေသာဝင်လိုက်မကောင်းတဲ့အာယုံနဲ့တွေ့တော့ဒေါသကိလေသာတွေဝင်ဆိုတော့ကိလေသာတွေမဝင်ဘူးလားတခြားလားတတိမရှိလို့လားတတိမရှိလို့အဲ့တော့အဲ့ဒါကိုမဝင်အောင်ဒီကိလေသာတွေမဝင်နိုင်အောင်လို့တခြားလားတတိလေးထားရမှာလားတတိလေးထားရမှာဟုတ်လားအဲ့တော့တတိပဋ္ဌာန်ဆိုတဲ့အတိုင်းအဓိကသည်တခြားလားတတိလားတတိပဲဒါကြောင့်ဒကာကြီးတို့ဒကာမကြီးတို့တတိလက်မလွတ်စေနဲ့နော်အဲ့တော့ဒီတတိပဋ္ဌာန်ကိုတတိလေးထားပြီးတော့အဲ့ဒီလိုမျိုးအမြဲမပြတ်ပွားများမယ်ဆိုရင်တဲ့ပရိဒေဝကျော်သွားနိုင်တယ်ပြောပါကျော်သွားနိုင်ပါလိမ့်ပရိဒေဝဆိုတာတခြားလားငိုကြွေးတာလားငိုကြွေးတာဟုတ်လားအဲ့ဒါယောဂီပေါင်းသူတော်ကောင်းတို့ဒကာကြီးတို့ဒကာမကြီးတို့မငိုခဲ့ရဘူးလားဩငိုခဲ့ရတာမှဟုတ်လားမွေးကင်းစားအရွယ်တွေကနော်မိခင်ဝမ်းပိုက်တဲ့ကနေထွက်ကြတဲ့ကဘာလို့ရလဲငိုခဲ့ရတယ်နော်အဲ့တော့ငိုခြင်းဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ငိုခြင်းဟာအမျိုးမျိုးရှိတယ်ပေါ့တခါတလေကြတော့အဲ့ဒီငိုကြွေးခြင်းဟာမျက်ရည်ကျတာရှိတယ်လို့မျက်ရည်မကျတာလည်းရှိတယ်ဟုတ်လားသဘောပေါက်အောင်သိချာနာတော့နော်တချို့ကငိုတာငိုတယ်မျက်ရည်ကမကြဘူးအဲ့တော့ပရိဒေဝဆိုတာကကိုယ့်ရဲ့ရင်ထဲမှာပူလောင်တာဟုတ်လားဘယ်မှာပူလောင်တာပါလဲရင်ထဲမှာပူလောင်တာတချို့ပရိဒေဝကြတော့မျက်ရည်တွေအင်မတန်မှတသွင်းသွင်းယိုစီးပြီးတော့ပူလောင်နေရတချို့ပရိဒေဝကြတော့မျက်ရည်တစ်စက်မှမကြဘဲနဲ့ပူလောင်နေရတဲ့ပရိဒေဝတွေမရှိဘူးလားရှိတယ်ငိုလို့ကိုမရတဲ့ပရိဒေဝတွေရှိတယ်နော်ငိုတာကငိုခြင်းနဲ့ဝမ်းနေတာကတော့ဝမ်းနေတာပဲဒါပေမဲ့မျက်ရည်ကမကြဘူးဆိုတာမရှိဘူးလားရှိတယ်အဲ့တော့မျက်ရည်ကြတာနဲ့မကြတာနှစ်မျိုးရှိတယ်နော်အဲ့တော့ဒီမျက်ရည်ဆိုတာကတခါတလေကြတော့ဝမ်းသာလို့လည်းပဲမျက်ရည်ကမကြဘူးလားကြတယ်ဝမ်းသာတဲ့ခါကျတော့လည်းမျက်ရည်ကြတာပဲနော်ဝမ်းနေတဲ့ခါကျတော့လည်းမျက်ရည်ကြတာပဲဟုတ်တယ်မလားအဲ့ဒါကခံစားချက်နဲ့ဆိုင်သွားတယ်ဘာနဲ့ဆိုင်သွားပါလဲခံစားချက်နဲ့ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့မျက်ရည်တဲ့ဟုတ်လားဘာကြောင့်ဖြစ်ပေါ်လာတဲ့မျက်ရည်ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့မျက်ရည်ဟုတ်လားနောက်တစ်ခုကအပြင်အပတ်အတွေ့အထိကြောင့်ဖြစ်ပေါ်လာတဲ့မျက်ရည်ဆိုတာရှိတယ်ဟုတ်လားမျက်စိကိုတစ်ခုခုခိုင်းမိသွားပြီမျက်စိထဲပိုးဆက်ကောင်လေးတွေဗာလေးတွေဝင်သွားပြီပေါ့နော်အဲ့ဒီခါကျတော့လေဘာဖြစ်မျက်ရည်ထွက်တာပဲဟုတ်လားအဲ့တော့အဲ့ဒီမျက်လုံးမှာကသူ့အလိုလိုကိုပဲအရည်ကြည်လေးကအပေါ်မှာဖုံးလွှမ်းထားတာနော်ဒီမျက်ရည်ကြည်လေးကဒီမျက်လုံးကိုကာကွယ်ထားတာပေါ့ပြင်ပအာယုန်တွေက
ဒီအမြင်အာယုံကိုလာပြီးတော့ထိခိုက်မှာကိုကာကွယ်တဲ့အနေနဲ့ထွက်ပေးတဲ့မျက်ရည်လို့ဒီလိုသူတေသနာပြုကြတယ်ဟုတ်တယ်မလားတခါတည်းကြက်သွန်သီးလို့တို့မျက်ရည်မကြောက်လားကြက်သွန်အငွေ့ကြောင့်လည်းမျက်ရည်ကျရတယ်တခါတည်းမိကိုငွေ့တွေဟုတ်လားအဲ့ဒီမိကိုငွေ့တွေကလည်းမျက်လုံးကိုထိခိုက်မှစိုးလို့တဲ့မျက်ရည်ကမျက်လုံးကိုကာကွယ်ပေးရတယ်နော်ဒါကအပြင်ဘက်အာယုန်တွေကြောင့်ကျရတဲ့မျက်ရည်ခံစားချက်ပါရဲ့လားမပါဘူးဟုတ်လားအဲ့တော့တခါလေတချို့ကတော့ရှုပ်ကြတယ်ဟဲ့ဘာကြောင့်ငိုးနာလဲဟုတ်လားနင်ဘသူလောက်သွားလို့လဲဆိုပြီးတော့မရှုပ်ကြဘူးလားတကယ်တော့ဘာဖြစ်လို့လဲဆိုရင်ကြက်သွန်သီးရင်းနဲ့လေမျက်ရည်ကျတာပဲဟုတ်တယ်မလားအဲ့ဒါကိုပဲရှုပ်ကြနောက်ကြတာတကယ်တော့ယင်တဲ့အခါခံစားချက်ပါရဲ့လားမပါဘူးနော်အဲ့ဒီလိုမျိုးယင်တဲ့အခါခံစားချက်မပါဘဲနဲ့ပြင်ပအာယုံကြောင့်ကျရတဲ့မျက်ရည်ဆိုတာလေရှိတယ်နောက်တစ်ခုကလိုချင်တာကိုမရလို့ဆိုပြီးတော့ရအောင်နဲ့ငိုတဲ့အငိုကလည်းရှိတယ်ဟုတ်လားဒါကလက်နဲ့တစ်ခုအနေနဲ့သုံးတာဘာတစ်ခုအနေနဲ့သုံးတာလဲနိုင်ခွက်တစ်ခုအနေနဲ့ပေါ့ဟုတ်လားမျက်ရည်လေးတွေထွက်ပြမယ်မျက်ရည်လေးတွေကျပြမယ်ဒါဆိုလို့ရှိရင်သူလိုချင်တာရမယ်ဆိုပြီးတော့နိုင်ခွက်တစ်ခုအနေနဲ့သုံးတဲ့မျက်ရည်ဥပမာကလေးဘဝတုန်းကဟုတ်လားကလေးဘဝတုန်းကလိုချင်တာရှိလို့မငိုခဲ့ရဘူးလားငိုခဲ့ရတယ်နော်ဟောငါငိုလိုက်လို့ရှိရင်အဖေနဲ့အမေငါ့ကိုဝယ်ပေးမှာပဲငါ့ကိုယူပေးမှာပဲလှုပ်ပေးမှာပဲပြုစုပေးမှာပဲဆိုပြီးတော့မျှော်လင့်ချက်နဲ့မငိုခဲ့ရဘူးလားငိုခဲ့ရတယ်အဲ့လိုမျိုးငိုခဲ့ပြီးတော့ရလာတဲ့အခါကျတော့အငိုတိတ်မသွားဘူးလားအဲ့ဒါရသွားလို့ဟုတ်လားပထမငိုတာဒီလိုချင်တဲ့အရာလေးကိုမရသေးလို့ဟုတ်လားလိုချင်တဲ့အရာမရတဲ့အခါကျတော့အဲ့ဒီမျက်ရည်လေးကျပြလိုက်တယ်ငိုကြွေးပြလိုက်တယ်ပေါ့နော်အဲ့ဒါဒီတခြားလက်နဲ့အနေနဲ့သုံးတာလားခလေးဘဝတုန်းကတော့လက်နဲ့အနေနဲ့သုံးရတယ်လို့တော့မသိဘူးပေါ့တဘာဝအတိုင်းဒါမဖြစ်ရင်စိတ်တိုင်းမကြရင်ဘာဖြစ်မှာလဲငိုမှာပဲဟုတ်တယ်မလားစိတ်တိုင်းမကြရင်ဘာလုပ်မှာလဲငိုမှာပဲငိုလိုက်လို့ရှိရင်အဖေအမေတွေကလှုပ်ပေးလိမ့်မယ်သူ့ကိုစိတ်တိုင်းကြအောင်စိတ်တိုင်းကြသွားပြီဆိုလို့ရှိရင်အငိုမတိတ်ဘူးလားအငိုတိတ်သွားလိမ့်မယ်ဟုတ်တယ်မလားအဲ့တော့ကြီးတဲ့အခါကျတော့လည်းပဲအမျိုးသမီးတွေများသောအားဖြင့်သုံးတဲ့မျက်ရည်ပေါ့ဟုတ်လားငယ်ငယ်ရွယ်ရွယ်အခါကာလမှာအဲ့တော့ဒီမျက်ရည်လေးတွေကြပြလို့ရှိရင်သူချစ်တဲ့သူတွေစီးကခင်တဲ့သူတွေစီးကလိုချင်တာလေးတွေရမယ်ပေါ့သူ့ကိုငဲ့ညာပေးမယ်သူ့ကိုတနာလိမ့်မယ်သူ့ကိုပို့ပြီးတော့ဂယုစိုက်လာလိမ့်မယ်ဆိုမျှော်လင့်ချက်ကလေးတွေနဲ့လည်းမျက်ရည်ကြမပြဘူးလားအားနေတဲ့ပုံစံပြတယ်ပေါ့ဟုတ်တယ်မလားအဲ့တော့ဒီမျက်ရည်ဟာလက်နဲ့တစ်ခုအနေနဲ့သုံးတာရှိတယ်ဟုတ်လားအဲ့ဒီလိုမျိုးသုံးမျိုးမှတ်ရမယ်ပေါ့နော်ပထမတစ်ခုဒီခံစားချက်ကြောင့်ကြတဲ့မျက်ရည်ဟုတ်လားအဲ့ဒါကကိုယ်ခံစားချက်ကြောင့်ကြလာတဲ့မျက်ရည်ဆိုတော့သမားကိုထိခိုက်စေဖို့လည်းမဟုတ်ဘူးလိုချင်လို့လက်နဲ့အနေနဲ့သုံးတာလည်းမဟုတ်ဘူးဘာကြောင့်လဲဆိုရင်ခံစားချက်ကြောင့်ကြတာသူ့အလိုလိုကိုခံစားချက်ကြောင့်ကြလာတဲ့မျက်ရည်နော်နောက်တစ်ခုကပြင်ပအထိခိုက်တွေရန်ကကာကွယ်ဖို့ကြတဲ့မျက်ရည်ရှင်းတယ်နော်နောက်တစ်ခုကစောစောကပြောသလိုလက်နဲ့အနေနဲ့သုံးတဲ့မျက်ရည်ပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာပြောကျင်တာဒီခံစားချက်ကြောင့်ကြတဲ့မျက်ရည်တဲ့ဟုတ်လားအဲ့တော့မျက်ရည်တွေမကြခဲ့ရဘူးလားကြခဲ့ဒီမျက်ရည်ကိုသူတေသနာလှုပ်လိုက်တဲ့အခါကျတော့ငိုပေးရတယ်တဲ့များများတဲ့ဟုတ်လားများများငိုပေးမှကျမ်းမာရေးကောင်းတယ်လို့သူတေသနာတွေကဒီလိုမျိုးမှတ်ချက်ချတယ်နော်အဲ့တော့ကလေးဘဝမှာကလေးတယောက်ငိုတာဟာလေကျမ်းမာရေးကောင်းတာပဲတဲ့ဟုတ်လားကလေးကငိုနေတယ်ဆိုပြီးတော့အငိုတိတ်အောင်လို့လိုချင်တာလေးတွေပေးလိုက်ပြန်ဟုတ်လားမငိုနဲ့တိတ်ဆိုပြီးတော့ငိုတယ်ငိုတန်လေးမကြားကျင်ဘူးငိုနေတာပဲဆိုပြီးတော့မငိုသေးကျင်လို့ဆိုပြီးတော့လိုချင်တာတွေလိုက်ပေးနေတာဒီအဲ့ဒါမဟုတ်သေးဘူးတဲ့ဟုတ်လားခလေးဆိုတဲ့သဘာဝအတိုင်းငိုခွင့်ရတော့ပြုတ်ပေးရမယ်ဟုတ်လား
အဲ့ဒါမှကျမ်းမာရေးအရာကောင်းမွန်တယ်လို့သူတေသနာကဒီလိုမျိုးပြောတယ်နော်လွန်လွန်ကျူးကျူးငိုပြီးဆိုလို့ရှိရင်တော့ဒါလည်းမဟုတ်သေးဘူးဒါဆိုရင်တော့ဆရာဝန်နဲ့ပြဖို့သင့်ပြီပေါ့ဟုတ်တယ်မလားအတိုင်းထက်အလွန်ဆိုလို့ရှိရင်လည်းမဟုတ်သေးဘူးပေါ့နော်လုံးဝမငိုဘူးဆိုလို့ရှိရင်လည်းပဲမဟုတ်သေးဘူးတဲ့တဘာဝအတိုင်းရတော့ဘာဖြစ်ရမှာလဲပုံမှန်အတိုင်းငိုရမှာပဲနော်အဲ့တော့ကလေးဘဝအရွယ်ကနေပြီးတော့အသက်တွေကြီးလာတဲ့အခါလုပ်ငန်းခွင်နေတဲ့ရောက်လာတဲ့အခါအလုပ်တွေအစင်မပြေလို့မရှိဘူးလားအလုပ်အစင်မပြေတာတွေစိတ်ညစ်စရာတွေပူပန်စရာတွေမများဘူးလားအဲ့ဒီခါကျတော့ရှိရင်လည်းပဲတဲ့ငိုပေးလိုက်လို့ရှိရင်တဲ့တခုပေါ့တယ်တဲ့ဟုတ်လားအဲ့တော့ငိုပေးလိုက်ရမယ်တဲ့ဟုတ်လားတချို့ကြတော့အဲ့လိုမျိုးပဲအာရပါလငိုလိုက်ရမှပေါ့သွားတယ်ပေါ့ရင်ထဲမှာနော်အဲ့ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့တကယ်တမ်းတော့ဒီငိုခြင်းဟာပင်ပန်းတဲ့အလုပ်ပဲမပင်ပန်းဘူးလားငိုရဖန်များလာတော့မပင်ပန်းဘူးလားပင်ပန်းတာပေါ့နော်အဲ့ဒီပင်ပန်းမှုတွေကကောင်းသလားဆိုးသလားဆိုရင်ဆိုးတဲ့တရားတွေပေါ့ဟုတ်တယ်မလားတို့တက္ကကြီးတို့တက္ကမကြီးတို့ရည်ကျင်တာလားငိုကျင်တာလားရေးပဲရည်ကျင်တာလေဟုတ်တယ်မလားဘယ်သူကငိုကျင်မှာလဲဟုတ်တော့မလားမငိုကျင်ပေမဲ့လို့လည်းပဲမငိုရဘူးလားငိုရတာပါပဲတခါတလေကြတော့ငိုခြင်းဟာလည်းအရသာတစ်မျိုးလိုပဲဟုတ်လားတည်တည်ချာချာလေးစဉ်းစားကြည့်လိုက်ပေါ့နော်ငိုခြင်းဆိုတာလည်းအရသာတစ်မျိုးပဲတခုခုကိုကိုယ်တွေကခံစားလိုက်တယ်ပေါ့အရာဝတ္ထုတစ်ခုအကြောင်းအရာလေးတစ်ခုဇလန်းလေးတစ်ခုခုဥပမာဇလန်းတွဲလေးတစ်ခုခုကိုကြည့်လိုက်တယ်အဲ့ဒီမှာငိုတဲ့အခန်းလေးတွေပါပြီးဆိုလို့ရှိရင်ဟာဒီသက်ကကောင်းတယ်ဟုတ်တယ်မလားဇက်ကငိုရရင်ဘာဖြစ်တယ်ငိုရရင်ကောင်းတယ်ပဲဟုတ်တယ်မလားအဲ့တော့ငိုခြင်းကိုလည်းပဲကောင်းတယ်ဆိုပြီးတော့မတတ်မှတ်ဘူးလားအဲ့ဒါငိုရတဲ့ဟာလေးကိုအရသာဖြစ်နေတာဟုတ်တယ်မလားကိုယ်ရင်ထဲမှာခံစားမိတဲ့ရင်ထဲကိုဒိန်ကနေဆိုပြီးတော့လာပြီးတော့ထိရောက်တယ်ဆိုလို့အော်ကောင်းလိုက်တာဆိုပြီးတော့ခံစားမိတာပဲဟုတ်တယ်မလားအဲ့တော့ဒီငိုကြွေးခြင်းဆိုတာဒီလည်းလူတိုင်းငိုဘူးတာဒီကြီးပေါ့နော်မငိုဘူးလားငိုဘူးတယ်ဥစဉ်တို့ကိုယ်တိုင်းကိုပဲငိုဘူးတာပေါ့ဟုတ်လားငိုဘူးတယ်ဆိုတော့ဘုန်းကြီးဝတ်နဲ့ဘယ်လိုငိုရလဲဆိုတော့ငိုရတာပေါ့ဗျာတခါတလေကြတော့လေဟုတ်တယ်မလားအမေကဥစဉ်စာသင်တိုက်ကိုတက်နေတော့ပေါ့18နှစ်သားအရွယ်အစာရင်ကင်ဆာဖြစ်တာအငယ်တန်းဖြေဖို့စာမေးပွဲတွေဖြေရတော့မယ်အဲ့ဒီနဲ့မှစာရင်ကင်ဆာဖြစ်တဲ့အမေရွာကနေပြီးတော့တကားတယောက်ပေါ့စာသင်တိုက်လိုက်လာပြီးတော့ကိုရင်လေးအဲ့တော့ကိုရင်မရှိသေးတာပေါ့နော်ကိုရင်လေးရဲ့အမေနေမကောင်းဖြစ်နေတယ်ကြပြန်လိုက်ခဲ့ပါဦးဆိုပြီးတော့အဲ့ဒါနဲ့ပြန်လိုက်သွားတာပေါ့ပြန်လိုက်သွားပြီးတော့ဟိုရောက်တော့သွားနိုင်လာနိုင်ပါတယ်အမေကတော့အရင်ကတော့ဝဝကြီးပေါ့အဲ့ဒီခါတော့ပြန်တဲ့အခါကျတော့မဝတော့သူဟာနည်းနည်းပိန်ကျသွားတယ်နော်အဲ့လိုပိန်ကျသွားတော့လူကတော့ကောင်းတာပဲသွားနိုင်လာနိုင်နေတာပဲသေးရတော့တောက်နေရနော်အဲ့တော့အမေကဘာပြောလဲဆိုတော့အမေကနေကောင်းနေတာကြီးကိုဒီမှာသွားနိုင်တယ်လာနိုင်တယ်အမေဘာမှမဖြစ်ဘူးငါသားပဲတာမေးပွဲအောင်ကြိုးစားတာမေးပွဲတွေအောင်ပြင်နိုင်အောင်ကြိုးစားတစ်နှစ်တစ်တန်းအောင်ကြိုးစားပြန်ပြီးတော့စာကြက်တာမေးပွဲတွေကလည်းနီးပြီဆိုတော့အမေစကားနားမထောင်အောင်လားနားထောင်ပြီးတော့ပြန်တာပဲဟုတ်တယ်နော်ပေါင်းတယ်မှာစာသင်တိုက်ပြန်တာနောက်တစ်လားလောက်ကြာတော့အသေးတန်ပြစ်လို့ပြန်ခဲ့ပါအောင်ဆိုစာမေးပွဲတဖြည်းဖြည်းနဲ့နေးလာနော်အဲ့တော့အမေခေါ်တာတော့မဟုတ်ဘူးတခြားသူကဖုံးဆက်တာတို့စာပို့တာတို့ဒီလိုလုပ်တာပေါ့နော်အဲ့တော့အသေးတန်ဖြစ်လို့ပြန်ခဲ့ပါအောင်ဒီကတော့နေနိုင်ပါမလားပြန်ရတာပဲလေဟုတ်တယ်မလားအဲ့ဒီနောက်တစ်ခါပြန်တဲ့ခါကျတော့အမေကမထနိုင်အဲ့ရတဲ့မှာဘုံလဲသွားပြီးတော့ဒါပေမဲ့အတန်ကတော့မာတယ်အ
မေစကားနားမထောင်တာလားဟုတ်လားဘာဖြစ်လို့ပြန်လာတာလဲစာမေးပွဲတွေတလောက်နီးနေတာကိုတဲ့အမေလည်းကြမ်းမာနေတာပဲအဲ့တော့ကိုယ့်ဟာနဲ့ကိုယ်စာသာပြန်လို့အမေဟိုမလုပ်နဲ့ဟုတ်လားစာတင်တိုက်ကိုပဲပြန်ဆိုပြီးတော့အဲ့ဒီကမှလည်းပြန်ရတာအဲ့ဒီကနေစပြီးတော့အမေကြမ်းပါပါစေဆူတောင်းပြီးတော့စာရီကျက်စာမေးပွဲတွေဖြေဖို့ဆိုနီးလာတဖြည်းဖြည်းနဲ့နီးလာတဲ့အခါကျတော့မှအဲ့ဒီနှစ်ကအကြောင်းအရာတစ်မျိုးကြောင့်တစ်ခုကြောင့်ပေါ့စာမေးပွဲကြီးကမဖြေရဘူးမြန်မာနိုင်ငံမှာနော်အကြောင်းအရာတစ်ခုကြောင့်စာမေးပွဲမဖြေရတဲ့အခါရွာကိုပြန်တော့မယ်ဆိုပြီးတော့အဲ့ဒီတော့ကတော့ယထာနဲ့ပြန်ရတာပေါ့ဦးဇင်းတို့အပေါင်းတွေကနေသမီးဆွဲကိုယထာနဲ့ပြန်ရဖုံးနေရလည်းမရှိဘူးခုခက်လို့ရွာမှာဆိုလို့ရှိရင်ကျိုးဖုံးတစ်လုံးပဲရှိတယ်ရွာထဲကအုပ်ချုပ်ရေးမှုအိမ်မှာတစ်လုံးပဲရှိအဲ့ဒီဖုံးနံပါတ်ကလေးပဲယူထားဖုံးဆက်ချင်ပြီးဆိုရင်အဲ့ဒီဖုံးနံပါတ်ကလေးနဲ့ဖုံးဆိုင်သွားပြီးဆက်ရတယ်အဲ့တော့အဲ့ဒီနေ့ကရွာပြန်မယ်ဒီကနေ့ယထာနဲ့ပြန်မယ်ဘူဓာကိုတယောက်ယောက်လာကြိုဖို့ဆိုပြီးတော့ဖုံးသွားဆက်တာဟုတ်ဟာဖုံးသွားဆက်ပြီးတော့အဲ့ဒီအုပ်ချုပ်ရေးမှုအိမ်ကတက္ကမလာကင်နေပေါ့ဒီကနေ့ပြန်လာမှာကိုရင်လေးကပြန်လာမှာဘူဓာကိုတယောက်ယောက်တော့လွတ်လိုက်ပါဦးအဲ့ဒီလိုမျိုးအကျိုးအကြောင်းတွေပြောပြီးတော့ဗာမေးလိုက်လဲဆိုတော့အမေဘယ်လိုနေလဲနေကောင်းလားမေးလိုက်တာဟုတ်လားအမေနေကောင်းလားကျမ်းမာရေးအဆင်ပြေလားဘယ်လိုနေလဲပေါ့အချင်းနေမေးလိုက်တဲ့ခါကျမှအဲ့ဒီတက္ကမကြီးဘာမှမပြောတော့ဟုတ်လားအဲ့ဘုံကင်ထားတဲ့တက္ကမကြီးဘာမှမပြောတော့တက္ကမကြီးတကားပြောဦးလေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခါကျမှသူအတန်လေးထွက်လာကိုရင်လေးကမသိတာလားတဲ့ဟုတ်လားကိုရင်လေးအမေဆုံးတာတစ်လကြာပြီတဲ့တစ်လလောက်ရှိပြီတဲ့အဲ့ဒါဦးစင်းမသိရဘူးဟုတ်တယ်မလားအဲ့ဒီအချိန်မှာဘလို့တွေဖြစ်လို့ဖြစ်သွားမှလည်းမသိဘူးအဲ့ဒီဖုံးဆက်တဲ့ဆိုင်ကိုပတ်စံပေးမိလားတော့မသိဘူးဟုတ်လားအဲ့တုန်းကတော့ပတ်စံပေးပြီးဖုံးဆက်ရတာကိုဖုံးရလေပတ်စံပေးမိလားလည်းမသိမပေးမိလားလည်းမသိအဲ့ဖုံးကိုကမန်းကတန်းချပြီးတော့အဲ့ဒီပေါင်းတီကခြားခြားဘုံကြီးတစ်ပါးပေါ့တော်ရုံတန်ရုံဆိုလို့ရှိရင်အဲ့ဒီဘုံကြီးခန်းနဲ့ဝင်အောင်မဝင်ရဲဘူးသိပြီတော့အဲ့ဒီဒီမှာဖုံးပြောပြီးတာနဲ့အဲ့ဒီဘုံကြီးကရင်နာသွားပြီးတော့ငိုတော့ဟုတ်လားအဲ့ကြောင့်ဘုန်းကြီးကတော့နှစ်သိမ့်ပါတယ်မင်းသမွဲဖြစ်မှာဆိုလို့ဖြစ်မှာပေါ့ကွာအတိမပေးတာပဲဖြစ်မှာပေါ့ဆိုပြီးတော့ဘုန်းကြီးကတော့ပြောရှာပါတယ်အဲ့တော့ငိုခဲ့ရတာဟုတ်လားအဲ့တော့ငိုကြွေးခြင်းဆိုတာလူတိုင်းမှာမရှိဘူးလားရှိတယ်အဲ့ဒီတစ်ခါပဲပေါ့ကျန်တဲ့ဟာတွေကတော့ငယ်ငယ်တော့ငိုကြွေးခဲ့ရတာတွေပဲရှိဟုတ်လားအဲ့တော့ဒီအဝိနဲ့ငိုတာပြုတာကတော့သိပြီးတော့မသိတော့ဘူးပေါ့ဗျာဟုတ်တယ်မလားသူရှိရတော့အဲ့တော့အမျိုးသားတွေအနေနဲ့လည်းပဲအဲ့လိုသူရှိကြတော့မငိုကြဘူးလေဟုတ်တယ်မလားလူရှိကြမငိုကြဘူးထိန်းကြကွယ်ရကြတော့မှဘာလို့ကိုရကြမှာငိုရတော့ခါလေအိမ်သားတဲ့ရောက်ငိုခါလေရေချိုးကန်းတဲ့ဝင်းငိုဟုတ်တယ်မလားအဲ့တော့ငိုခြင်းတရားဟာအားနေခြင်းကိုပြတယ်ဆိုတဲ့အနေနဲ့သိထားတာကလည်းတစ်မျိုးရှိတာပေါ့နော်ဒီလိုမျိုးသိထားတဲ့အတွက်ငိုခြင်းတရားကိုမပြရအမျိုးသမီးကြီးကြတော့အဲ့လိုမဟုတ်ဘူးမျိုးသမီးဖြစ်နေတာပဲငိုရမှာပါပဲဆိုပြီးတော့သူတို့ကတော့ငိုခြင်းကိုမဖုံးကွယ်ကြဘူးဟုတ်တယ်မလားမဖုံးကွယ်ကြဘဲနဲ့ငိုကြွေးကြရတယ်ပေါ့နော်အဲ့တော့ငိုကြွေးခြင်းဆိုတာကတော့အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်လူတိုင်းဘာဖြစ်ရတာလဲငိုရတာပါပဲကြုံတွေ့ရတာဟုတ်တယ်မလားအဲ့တော့တည်တည်ချာချာစဉ်းစားကြည့်ရင်တဲ့မပင်မပန်းနဲ့ငိုရတာလားပင်ပန်းငိုရတာလားပင်ပန်းပဲဟုတ်တယ်မလားတည်တည်ချာချာစဉ်းစားကြည့်ရင်ပင်ပန်းနေဟုတ်တယ်မလားငိုရဖန်များတဲ့အခါမျက်လုံးတွေမုတ်အေးပြီးတော့ဘာမှလည်းလှုပ်ခြင်းကန်ခြင်းသိမရှိနော်အဲ့လောက်ထိကိုပင်ပန်းသွားတယ်ပေါ့အဲ့တော့ဒါဟာတခြားလားပရိဒေဝလားတတိဆိုတဲ့တတိပဋ္ဌာန်သာအားထုတ်မယ်ဆိုရင်ဒီတတိငိုပရိဒေဝဆိုတဲ့ငိုကြွေးခြင်းကိုလည်းကျော်လွှားနိုင်မယ်တဲ့နော်အဲ့တော့မြတ်စွာဘုရားရှင်လက်ထက်တုန်းကဒီငိုရဖန်များတဲ့အတွက်ကြောင့်အယိုးတစ်ပိုင်းဖြစ်သွားတဲ့အမျိုးသမီးတယောက်ဟုတ်လားသူကအယိုးဖြစ်သွားပြီးတော့တယောက်တည်းစကားတွေပြောတာပေါ့တယောက်တည်းစကားတွေပြောတယ်
ငါမှာသားတစ်ယောက်ကသားနှစ်ယောက်ကလည်းမရှိတော့သေပြီလင်ကလည်းပဲသေပြီဟုတ်လားအဖေအမေနဲ့အကိုကြီးကလည်းအိမ်ပိသေးသွားပြီးတော့ဒီကနေ့ပဲသုံးလောင်းပြိုင်တခါတည်းမီးသင်းကြလိုက်ပြီဆိုပြီးတော့ပြောဆိုပြီးတော့တခါတလေငိုလိုက်တခါတလေရီလိုက်ဟုတ်လားဘာဖြစ်နေတာလဲဆိုရင်ယူသွားတယ်ဟုတ်လားဘာဖြစ်သွားတာလဲယူသွားတာဗောဒီပရိဒီဝမီအင်မတန်မှလောင်မြိုက်ခံစားရတဲ့အခါကျတော့တတိလက်လွတ်ပြီးတော့ယူသွားအဲ့လိုမျိုးယူသွားတဲ့အယူမတယောက်ကိုဘေးကတွေ့တဲ့လူတွေကအုံမတိကအယူမကြီးဆိုပြီးတော့မခေါ်ဘူးလားအဲ့လိုယူမကြီးခေါ်ပြီးတော့ဘာလောက်ကြတော့ဆိုရင်တချို့ကအဲ့ဒီအယူမရဲ့ခေါင်းပုံဖုံမုံနေကျဲကြတယ်တဲ့ဟုတ်လားဘဲတွေနဲ့ပြစ်တချို့ကအမိုက်တွေနဲ့ပြစ်တချို့ကခဲတွေနဲ့ပြစ်ကြတယ်တဲ့အယူမဆိုပြီးတော့လိုက်စကြတာပေါ့ဟုတ်လားအဲ့တော့တနာစရာတော့ကောင်းတယ်ဟုတ်လားလူသားတွေဆိုတာဟာလည်းပဲအားနေတဲ့သူကိုပို့ပြီးတော့မလုပ်ကြထိုးနှက်ကြနော်လူသားတချို့ပေါ့ဟုတ်လားဒီလူသားတချို့ဟာလည်းပဲအားနေတဲ့သူကိုပို့ပြီးတော့ထိုးနှက်တတ်ကြတယ်တဲ့နော်လောကတတ္တဝါတွေထဲမှာကြောက်စရာအကောင်းဆုံးတတ္တဝါဟာတိတိကျကျစဉ်းစားကြည့်လူသားတွေပဲဟုတ်တယ်မလားအသိဉာဏ်ရှိပါတယ်ဆိုတဲ့ဒီလူလောကမှာနော်အသိဉာဏ်ရှိတဲ့လူတွေကပဲကြောက်စရာအကောင်းဆုံးပဲဟုတ်လားအဲ့တော့ကြောက်စရာအကောင်းဆုံးဆိုတာဘာကြောင့်လဲဆိုရင်ဒီလောဘဒေါသမောဟကြောင့်ပဲနော်တိတိကျကျစဉ်းစားကြည့်ရင်ဘာကြောင့်လဲလောဘဒေါသမောဟကြောင့်နဲ့အဲ့ဒီထဲကတကြောင်းကြောင့်ကြောက်စရာကောင်းကြဟုတ်တယ်မလားတချို့ကလူချင်းလောဘနဲ့နိုင်ထက်စီးနဲ့လောက်ကြတယ်တချို့ကတော့ဒေါသနဲ့နိုင်ထက်စီးနဲ့လောက်ကြတယ်တချို့ကတော့ဘာမှမသိဘူးသမားခိုင်းလို့လောက်ရတယ်ဆိုတဲ့အနေနဲ့နိုင်ထက်စီးနဲ့နေလောက်ကြတယ်တဲ့ဟုတ်လားအဲ့တော့လူလောကကြီးဟာအတိဉာဏ်နေကျွယ်ဝပါတယ်ဆိုပေမဲ့လို့ကြောက်စရာအကောင်းဆုံးဖြစ်မနေဘူးလားဖြစ်နေတယ်နော်အဲ့တော့ကိုယ်လည်းပဲကြည့်ငကိုကမှယူနေတဲ့သူတယောက်ကိုဟိုသူကခဲနဲ့ပြစ်လိုက်ဒီလူကခဲနဲ့ပြစ်လိုက်ခေါင်းမောဖုံနေတင်လိုက်အမိုက်တွေပြစ်လိုက်နေနော်အဲ့ဒီလိုမျိုးခန္ဓာကိုယ်မှာလည်းအဝတ်ကတခုမှမရှိတော့တဲ့အမျိုးသမီးဟိုသွားဒီသွားနဲ့တဏှာရောက်တော့မြတ်စွာဘုရားရှင်တရားဟောနေတဲ့ဓမ္မသဘင်ရောက်ချလာနော်ဓမ္မသဘင်ရောက်ချလာတော့ဟိုပရိသတ်အစွန်ကနေပြီးတော့အဝိကမပါဘူးဟုတ်လားအဝိကမပါဘူးတဲ့စုပ်ပြက်ပြက်နဲ့သပင်မွေးခေါင်းပေါ်မှာလည်းပဲဖုံနေသေးတွေနဲ့အမိုက်တွေနဲ့ပြကြမ်းနဲ့ရောက်မလာဘူးလားအဲ့လိုမျိုးရောက်လာတဲ့အခါတရားနာပရိသတ်တွေကဘယ်လိုပြောလဲဆိုရင်အဲ့ဒီအယူမကြီးဒီနာကိုမလာကြစေနဲ့မောင်းလောက်ကြမောင်းနှုတ်ကြဟုတ်လားအဲ့လိုမျိုးမပြောဘူးလားပြောကြတယ်နော်အဲ့တော့ကိုချင်းစာတရားဆိုတာလည်းပဲလူတိုင်းရှိရလားဆိုရင်မရှိဘူးเนาะအဲ့တော့ဟိုမှာယူလာပြီယူလာတဲ့သူတရားကိုဘာဖြစ်လို့မောင်းထုတ်ကြတာလဲဆိုရင်နှစ်ခုစဉ်းစားဖို့ရှိတယ်ဟုတ်လားစဉ်းစားကြည့်လိုက်တဲ့အခါသူဟာအယူမှတယောက်ပဲအယူဆိုတော့သူပြောချင်ရပြောမယ်လုပ်ချင်ရလုပ်မယ်သူပြောချင်ရပြောလုပ်ချင်ရလုပ်လို့ရှိရင်ဖရာတရားဟောရတာအာယုံပြတ်နေမယ်အနှောက်အယှက်ဖြစ်နေမယ်ဒီလိုမျိုးတွေးတာလည်းမရှိဘူးလားရှိနိုင်လားရှိနိုင်တယ်ဟုတ်တယ်နော်အဲ့ဒါတစ်ခုနော်နောက်တစ်ခုအနေနဲ့ကအယူမကြီးစုပ်ပြက်ဒုနာတော့အကမခံနိုင်ပါဘူးဆိုမတတိတဲ့သူကမရှိဘူးလားအဲ့ဒီလိုမျိုးလည်းမရှိနိုင်ဘူးလားအဲ့တော့တိတိကျကျစဉ်းစားကြည့်လိုက်ရင်အဲ့ဒီနှစ်ခုဘယ်အရာကပိုပြီးများနိုင်လဲမတတိတာကပိုပြီးတော့များနိုင်တာပဲဟုတ်တယ်မလားတရားစဉ်းစားကြည့်လိုက်တော့လေနော်အခုလူလောကမှာဂိုင်းတို့ဓမ္မကြီးတို့လည်းမြင်တွေ့ရမှာပေါ့တချို့စုပ်ပြက်ဟုတ်လားအဝိအစာကစုပ်ပြက်အသားအရေကမွဲကြောက်သပင်မွေးရစုပ်ပွားဟုတ်လားပြီးကြံတူးပြီးတော့လဲတောင်းစားနေရတဲ့သူတွေမတွေ့ဘူးလားအဲ့ဒီလိုမျိုးလူတွေတွေ့ရင်ကိုနာအကက်ခံလားအကက်မခံလားအကက်မခံတာနော်အဲ့ဒီကိုနာအကက်မခံတာသည်
ဘာကြောင့်ကိုအာယုံပြတ်မှစိုးလို့လားမတတိလို့လားအဲ့လိုမျိုးစဉ်းစားကြည့်လားဟုတ်တယ်မလားအဲ့တော့ခုနတရားဟောတဲ့တရားပွဲထဲမှာလည်းပဲဖယားတရားအာယုံပြတ်မှစိုးတာနဲ့မတတိတဲ့သူနဲ့ဘယ်ဟာကပိုများမလဲမတတိတာကပိုများမယ်ဟုတ်တယ်မလားအဲ့တော့ကိုချင်းစာတရားဆိုတာနော်အဲ့တော့မျိုးပေါ်မှာဆိုလို့ရှိရင်ဒါမျိုးလူတွေကအများကြီးပဲဒီလိုမျိုးလိုက်ပြီးတော့တောင်းစားနေရတဲ့ဟာတွေမများဘူးလားမျိုးပေါ်ဆိုအများကြီးပဲနော်ဂျာကြီးတို့မိုင်းတို့မျိုးပေါ်ရောက်ရင်လည်းပဲတွေ့ရမှာပဲနော်အဲ့တော့ဟိုလဲတောင်းဒီလဲတောင်းတချို့ဆိုလို့ရှိရင်ဘိုက်စားလို့ထမင်းလေးပေးကြပါဆိုပြီးတော့စိတ်ကလည်းမနှံ့တနှံ့ဟုတ်တယ်မလားအဲ့ဒီလိုမျိုးတွေလာလို့ရှိရင်တဲ့အိမ်ထဲဝင်ပေးလားချမ်းသာတဲ့သူတွေပဲကြည်နော်ဆင်းရဲတဲ့သူတွေဆိုမကြည့်ပါနဲ့နော်ချမ်းသာတဲ့သူတွေကိုကြည့်လိုက်မယ်ပေါ့မျက်စိတွေမြင်ကြည့်လိုက်မယ်အဲ့ဒီလိုမျိုးလာပြီးတော့တောင်းပြီဆိုရင်သမင်းတော့ကလေးထမင်းလေးထုတ်လိုက်စမ်းပါအိတ်ကလေးတွေထည့်လိုက်စမ်းပါဟုတ်လားအိတ်ကလေးတွေထည့်ပြီးတော့သွားပေးလိုက်တယ်ရော့ဟိုဘက်ဝေးသွားစားဟုတ်လားအိမ်ထဲဝင်ပေးလားမပေးဘူးအဲ့ဒါတော်သေးတယ်ဟုတ်လားစားစရာလေးပေးလိုက်လို့တော်သေးတယ်နော်တချို့ကြတော့မရှိဘူးပေးတယ်လည်းမရှိဘူးကျွေးတယ်လည်းမရှိဘူးအိမ်သားလည်းမလာနဲ့ဆိုပြီးတော့ပြောမလွတ်ဘူးလားပြောလွတ်တာရှိတယ်တချို့ကအဲ့တဲ့ပုံဆိုးတယ်ခဲနဲ့ပေါက်လွတ်တာတွေမရှိဘူးလားရှိတယ်တဲ့နော်ဟုတ်တယ်မလားအဲ့တော့ဟိုမှာကဟိုအမျိုးသမီးကငိုကြွေးရပန်နေများလာတဲ့အခါတတိလက်လွတ်ပြေးပြီးတော့ကိုယ့်ရဲ့ပေါ်မှာအဝတ်ပါမပါလို့ပါမပါမှန်းကိုမသိတော့ဟုတ်လားအဝတ်မပါမှန်းမသိပဲနဲ့ဟိုလျှောက်တီလျှောက်လာရင်းကနေပြီးတော့ဖရာတရားဟောတဲ့နာကိုရောက်လာတော့အဲ့ဒီတရားဟောပရိသတ်တွေကပြောတယ်အဲ့ဒီအယူမကြီးဒီနာမလာသေးနဲ့ဆိုပြီးတော့မောင်းမလွတ်ဘူးလားမောင်းလွတ်တဲ့အခါကျမှမြတ်စွာဘုရားရှင်ကိုတော်မြတ်ကအေးတဲ့အဲ့ဒီအယူမကိုအဲ့ဒီနှမကိုနေရာပေးလိုက်ကြပါနေရာဖယ်ပေးလိုက်ကြပါသူ့ကိုမတားကြပါနဲ့မပြောဘူးလားဖယားကအဲ့ဒီလိုမျိုးပြောလိုက်တာနော်အဲ့ဒီအခါကျမှနေရာလေးတွေပဲပေးလူလေးတွေလမ်းလေးတွေချပေးလိုက်တော့အဲ့ဒီအယူမကြီးကဖယားရှိရောက်ဘုရားရှိရောက်လာတဲ့အခါကျမှမြတ်စွာဘုရားရှင်ကိုတော်မြတ်ကတခွန်းနဲ့ပြောလိုက်တယ်ပတိပတိလဘပကိနီတဲ့ချင်းနမတတိထာဟုတ်လားဘယ်လိုပြောလိုက်လဲနှမငယ်တတိထားပါတဲ့နှမငယ်တတိထားပါအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကတော့ချိုးသားတဲ့အတန်တော်လေးနဲ့ပေါ့ဟုတ်လားအဲ့တော့တာမန်လူပုဂ္ဂိုလ်အနေနဲ့ဆိုလို့ရှိရင်အဲ့ဒီအတန်ထွက်ချင်မှထွက်မယ်နော်အဲ့တော့အကြောင်းအရာလေးကိုမြင်အောင်ကြည့်လိုက်တဲ့အခါတာမန်လူပုဂ္ဂိုလ်ဆိုလို့ရှိရင်တကယ်တတိလက်လွတ်ဖြစ်သွားတဲ့သူတယောက်နော်စိတ်ကြီးပါပေါ့စိတ်အားအင်မတန်မှပြင်းထန်သွားတယ်ပေါ့နော်ပြင်းထန်တဲ့စိတ်ရှိတဲ့သူငိုကြွေးငိုတန်တဲ့သူတယောက်ဟုတ်လားစိတ်ကြီးတဲ့သူတယောက်အဲ့ဒီလိုမျိုးငိုတန်ပြီးတော့တက်သွားတဲ့အခါကျလို့ရှိတာမန်သူတယောက်အနေနဲ့ဘယ်လိုပြောမလဲဆိုရင်နော်မြောင်ကြည့်ကြည့်မယ်ပခုံးနေဘာတွေလှုပ်ရမ်းပြီးတော့ဟဲ့တတိထားစမ်းဆိုပြီးတော့ငိုတန်တွေလည်းပါခြင်းပါကောင်းလိမ့်မယ်နော်ပါကောင်းပါနိုင်မယ်နော်ငိုတန်တွေလည်းပါနိုင်မယ်မန်မဲတန်တွေလည်းပါလိမ့်မယ်ဟုတ်တယ်မလားပခုံးကြီးကိုနင်းကန်လှုပ်ပြီးတော့ရင်ဘတ်တွေထုကြောကုန်းတွေထုပြီးတော့ဟုတ်တယ်မလားနင်းတတိထားစမ်းဆိုပြီးတော့ဒီနေရာမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကတော့ချိုးသားတဲ့အတန်တော်လေးနဲ့ချင်းနမတတိထားပါတဲ့အဲ့ဒီလိုမျိုးပြောလိုက်တော့ဟိုကအယူမကတတိပြန်ရသွားဟုတ်လားတတိပြန်ရသွားတဲ့အခါကျမှအဲ့တော့သူ့ကိုယ်သူပြန်သိသွားတဲ့အခါမှာသူ့ကိုယ်ခန္ဓာကိုယ်မှာအဝတ်မပါမှန်းသိသွားအဲ့ကြမှာဘာဖြစ်လဲရှက်ပြီးတော့ကြုံလေးထိုင်ပြီးတော့ဘေးရသူတယောက်အဝတ်ပေးလိုက်ပါဆိုအဝတ်ကလေးပေးအဲ့တော့တေချာစဉ်းစားကြည့်မယ်ဆိုရင်နော်ကိုယ့်ရဲ့တန်တန်မှာအဝတ်ပါလို့အဝတ်မပါလို့မပါမှန်းတော့မသိလောက်အောင်ထိယူသွတ်သွားတယ်ဟုတ်တယ်မလားတခြားလားတတိလက်လွတ်သွားတာတတိလွတ်သွားတာဟုတ်လားတတိလွတ်ပြီးတော့ကိုယ်တန်တန်မှာအဝတ်မပါလို့မပါမှန်းတော့မသိရအောင်တတိလက်လွတ်ပြီးတော့
လှည့်လည်ခဲ့တာနော်အဲ့တော့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့လည်းပဲဘဝတန်တရားတစ်လျှောက်ဟုတ်လားဘဝတန်တရားတစ်လျှောက်တတိလက်လွတ်ခဲ့ပြီးတော့နော်ကိုယ်တန်တယ်မှာဖြစ်တဲ့ဒီတရားတွေယုံ nant တရားတွေအပေါ်မှာမတွေ့တာခဲ့ဘူးလားတွေ့တာခဲ့တယ်တွေ့တာခဲ့တယ်တခြားလားဒုက္ခတရားကြီးလားဟုတ်လားဒုက္ခတရားကိုတခြားလားဒုက္ခလို့ထင်ခဲ့တာလားဒုက္ခလို့ထင်ခဲ့တာဟုတ်လားဒုက္ခကြီးမှန်ကိုသိခဲ့တာလားမသိခဲ့တာလားမသိခဲ့တာတခြားလားသတိမရှိလို့လားအဲ့တော့ဘယ်လောက်ကြာခဲ့ပြီလဲဘဝပေါင်းမရေတွက်နိုင်အောင်ကြာခဲ့ပြီဟုတ်လားမြင်အောင်ကြည့်မယ်နော်အဲ့တော့အဲ့ဒီအယူမကြီးဟုတ်လားခန္ဓာကိုယ်ပေါ်မှာအဝတ်မပါလို့မပါမှန်းတော့မသိတော့အောင်သတိလက်လွတ်သွားတဲ့အယူမကြီးနဲ့ဦးဇင်းတို့လိုတခါကြီးတို့တခါမကြီးတို့လိုနဲ့ဘာထူးသေးလဲဟုတ်လားသိချစဉ်းစားကြည့်လိုက်နော်ဘဝတန်တရားတစ်လျှောက်ဒီခန္ဓာတွေထက်ခါမရခဲ့ဘူးလားအဲ့တော့ဒီခန္ဓာထက်ခါရခဲ့ပြီးတော့တခြားလားဒုက္ခလို့ပဲထင်ခဲ့တာလားခန္ဓာဆိုတာတကယ်တော့တခြားလားဒုက္ခလားဒုက္ခပဲအဲ့ဒီဒုက္ခကိုဘာထင်ခဲ့တာဒုက္ခလို့ထင်ခဲ့တာဒုက္ခမှန်မသိခဲ့တာအဲ့ဒီမသိခဲ့တာတခြားလားသတိလက်လွတ်ခဲ့လို့လားသတိလက်လွတ်ခဲ့သတိလက်လွတ်ပြီးတော့ဒုက္ခထင်ပြီးတော့မဆွဲလန်းဘူးလားဆွဲလန်းခဲ့တာအဲ့တော့အခုတိုင်အောင်ရောက်လာပြီဟုတ်လားကိုဒီဒုက္ခလို့ထင်နေတော့မလားတကယ်မထင်တော့တာလားဒကမကြီးဟုတ်လားတကယ်မထင်အောင်လုပ်ရမှာနော်အဲ့တော့တကယ်မထင်တော့ဘူးဆိုလို့ရှိရင်မဆွဲလန်းမှနော်ဆွဲလန်းနေအောင်မယ်ဆိုရင်ဘာထင်နေသေးလဲဒုက္ခလို့ထင်နေသေးတယ်ဟုတ်တယ်မလားကိုယ်တန်တန်ဟာဒုက္ခဒုံကြီးမှန်းတော့မှမသိပဲနဲ့ဘာဖြစ်ခဲ့တာတန်တရာလဲခဲ့တာရှည်ခဲ့တာဟုတ်လားအဲ့တော့အဲ့ဒီအယူမကြီးနဲ့ဘာများထူးသေးလို့လဲဟုတ်တယ်နော်အဲ့တော့ဘာမှမထူးတဲ့လူအချင်းချင်းကိုပဲသူကအယူမကြီးပါဟုတ်လားသူကမတတိစီယာကြီးပါဟုတ်လားသူမှဆက်စုပ်တဲ့ညစ်ပတ်တဲ့ဒုနာလာရင်တို့ပြီးကြံကုန်မယ်တို့တွေဂုံငယ်လိမ့်မယ်ဂုံသိမ့်လိမ့်မယ်ဟုတ်လားအဲ့ဒီလိုမျိုးတွေးတောပြီးတော့ဘာဖြစ်ကြထိုးနှက်ကျင်ကြတယ်မောင်းထုတ်ကျင်ကြတယ်အနိုင်ကျင့်ကျင်ကြတယ်ဟုတ်တယ်မလားတကယ်တော့သူနဲ့ကိုယ်နဲ့ဟာထူးသလားတူသလားအတူတူပဲဟုတ်တယ်မလားပုထုဇဏောဗာလဲပုထုဇဏောဩမတကောဟုတ်လားပုထုဇဉ်ဆိုတော့ဗာလေးကြီးပဲလေအယူတွေပဲအဲ့ဒီတက္ကမအဲ့ဒီကလေးမကတိတိတာတာယူတာတို့တက္ကကြီးတွေတက္ကမကြီးတွေကဘာဘယ်လိုယူတာလဲမသိမသာယူတာဟုတ်လားဘယ်လိုယူတာလဲမသိမသာယူတာရင်လေးနဲ့ယူနာဟုတ်လားအဲ့တော့ရင်လေးယူပြီးတော့ဘာရှည်ခဲ့ပြီတန်တရာရှည်ခဲ့ပြီတကယ်မြင်ပြီလားတကယ်ဒုက္ခကိုမြင်အောင်ပြောတာနော်ဟုတ်လားအဲ့တော့အဲ့ဒီအယူမကြီးနဲ့ကိုယ်ရင်းနဲ့ဘာများကွာသေးလဲတကယ်တမ်းတွေးကြည့်ရင်ဘာမှမကွာတော့ဘူးနော်အဲ့ဒီသူလည်းပဲဒုက္ခရထားတဲ့ဒုက္ခဖြစ်နေတဲ့ခန္ဓာပဲပိုင်ထားတာပဲမဟုတ်လားတို့တွေလည်းပဲဒုက္ခခန္ဓာကြီးပဲပိုင်ထားတာလေဟုတ်တယ်နော်အဲ့ဒီခါကျမှအဲ့ဒီကလေးမကတတိလေးရပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်မှာဝတ်ဆင်းပြီးတော့လျှောက်တော့တာပဲအရှင်ဘုရားတပည့်တော်ရဲ့အားကိုးရာဖြစ်ပေးပါဘုရားတပည့်တော်ကယ်တင်ပေးပါဘုရားတပည့်တော်ရဲ့ထောက်တည်ရာမိကိုရာအဖြစ်ရှိနေပေးပါဘုရားဆိုပြီးတော့ဘာဖြစ်အားကိုးသွားတာဟုတ်လားအားကိုးရာအားထားရာရှားတော့တာအားကိုးတော့တာပဲเนาะအဲ့တော့ဒုက္ခတွေ့လာပြီဆိုလို့ရှိရင်လူသားတွေဟာဘယ်ရောက်ဘုရားစီရောက်တာဟုတ်တယ်မလားဒါဟာလေတဘာဝပဲเนาะဒုက္ခကြုံပြီဆိုရင်လူသားတွေဘယ်ရောက်လဲဘုရားစီရောက်တာเนาะဒုက္ခကြုံမှရောက်တာပိုများတယ်ဟုတ်တယ်မလားတခုခုငါတော့ကံမကောင်းဘူးခြေနေတွေစိုးနေတယ်ချက်ချင်းဘုရားရှိရောက်တာမဟုတ်ဘူးကိုခေတ်ကဟုတ်လားအခြေအနေတွေဆိုနေတဲ့ကံတွေကမကောင်းစီးပွားရေးတွေအဆင်မပြေဘူးဆိုလို့ရှိရင်များသောအားဖြင့်ဘယ်ရောက်ဟိုရောက်တာအဲ့ဒီဟိုကမှပဲလွတ်ဘုရားစီပြန်လွတ်တာပဲဟုတ်တယ်မလား
အဲ့ဒီကနေပြီးကမှတဆင့်ဖယားစီပဲပြန်လွတ်တာပဲဟုတ်တယ်မလားအဲ့တော့မြတ်စွာဘုရားကိုအခုအဲ့ဒီကလေးမကအာကိုရအဖြစ်ရှိနေပေးပါဆိုပြီးမလျှောက်ဘူးလားငိုပြီးတော့ရှောက်တော့တာပေါ့နော်ငိုကြွေးပြီးတော့မျက်ရည်တွေကလည်းသွင်းစီးကြပြီးတော့ရှောက်ဘုရားတပည့်တော်မှာသားနှစ်ယောက်လည်းသေခဲ့ပြီတယောက်ကတော့စွန့်ချီလို့တယောက်ကတော့ရေထဲမျောလို့အမေအိမ်ကိုပြန်တဲ့လမ်းမှာပဲတပည့်တော်မရဲ့လင်သားကမွေးကြိုက်ပြီးတော့သေခဲ့ပြီအိမ်ရောက်တော့လည်းပဲအဖေရောအမေရောအကိုကြီးရောအိမ်ပြီးတော့သေလိုက်ကြတာအခုတော့ကြည်စမ်းပါအောင်ဖရာတပည့်တော်မျက်မြင်ပဲသုံးလောင်းပြိုင်တပြိုင်နဲ့မိသင်းကြိုလိုက်ခဲ့ရပြီဖရာတပည့်တော်ကဲတော်မူပါဖရာငိုပြီးတော့မလျှောက်ဘူးလားငိုပြီးတော့လျှောက်တဲ့အခါကျမှမြတ်စွာဘုရားရှင်ကိုတော်မြတ်ကသတုတုသမုဒ္ဒေတုဇလံပရိဒကံတတောပဟုံအတုဇလံအနပကံဒုက္ခေနဗုဒ္ဓတနရတသောသနာကိဉ္ကာရဏအမတုဝံပမေသတိတဲ့နော်သတုတုသမုဒ္ဒေတုဇလံပရိဒကံသမုဒ္ဒရာ၄စင်းတဲ့ကရေတွေကမှနဲလိမ့်အောင်မယ်တတောပဟုံအတုဇလံအနပကံဒုက္ခေနဗုဒ္ဓတနရတသောသနာဒုက္ခတွေးကြုံခံစားနေရတဲ့ပုဂ္ဂိုလ်တစ်ယောက်နော်ဒုက္ခတွေးကြုံခံစားနေရတဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ဝမ်းနဲ့ပူဆွေးခြင်းကြောင့်ကြတဲ့မျက်ရည်ကတဲ့ဘယ်ထက်ပိုများလဲသမုဒ္ဒရာ၄သိန်းတဲ့ကရေထက်ပိုများပြီတဲ့တတောပဟုံအတုဇလံအနပကံမနှဲတော့ဘူးတဲ့အဲ့တော့ချစ်သမီးမင်းဟာလေဘဝတန်တရားတစ်လျှောက်အဲ့ဒီသားတွေအတွက်နဲ့ငိုခဲ့ရတာလေဒီတယောက်မကဘူးအခုဒီဘဝမှာနင်ဟာဒီသားလေး2ယောက်တည်းအတွက်ကြောင့်ငိုရတာဟုတ်လားအဲ့ဒါဘဝတန်တရားတစ်လျှောက်သားပေါင်းများစွာမရေတွက်နိုင်ဘူးသားတွေပျက်စီးခဲ့လို့ငိုရတာဘဝပေါင်းများစွာရှိခဲ့ပြီလင်သားတွေသေခဲ့လို့သုံးခဲ့လို့ငိုကြွေးရတာလေဘဝပေါင်းများစွာရှိခဲ့ပြီဘေးတွေမေတွေသုံးပါလို့နော်အကိုတွေအမတွေညီတွေညီမတွေသုံးပါလို့ငိုကြွေးခဲ့ရတာလေဘဝပေါင်းများစွာရှိတရားခဲ့ပြီတဲ့မျက်ရည်တွေလည်းသမုဒ္ဒရာသေးစင်မကများခဲ့ပြီဘာကြောင့်တတိလက်လို့ရှိနေအောင်ပါလဲလို့တတိဝင်အောင်ပြောရတာဟုတ်လားအဲ့လိုမျိုးတတိဝင်အောင်ပြောလိုက်တဲ့အခါသူ့မှာဖြစ်နေတဲ့သောကလေးတွေတဖြည်းဖြည်းပါလာဟုတ်လားအရင်တုန်းကလည်းမတူတော့စားတော့ကတော့ပရိဒေဝမီးတွေလွန်စွာဖိစီးပြီးတော့မခံမရနိုင်အောင်ဖြစ်ပြီးတော့ခံစားရနော်ခုတော့မပါဘူးလားပါသွားအဲ့ဒီလိုပါသွားတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကဆက်ပြီးတော့မိန့်တော်မူတာနာတန္တိဗုဒ္ဓဒါနာယနာပိဒါနာပိပန္တဝါအန္တကေနာတိပန္နတညနတ္တိညာတိတုဒါနတာနာတန္တိဗုဒ္ဓဒါနာယအန္တကေနာတိပန္နတဒီခြင်းတရားလွှမ်းမိုးနှိမ့်ဆက်ခံထားရတဲ့ပုဂ္ဂိုလ်တစ်ယောက်အတွက်နာတန္တိဗုဒ္ဓသာသမီတွေဆိုတာလည်းပဲအာကိုရမိကိုရမရှိကြပါဘူးပိဒါဝါပိအမိအဘတွေဆိုတာလဲအာကိုရမိကိုရအဆောင်လျှောက်ဆိုတာမရနိုင်ဘူးဗန္ဒဝါပိဆွေမျိုးတွေထဲမှာလည်းပဲအာကိုရမိကိုရအဆောင်အလျှောက်တွေမရနိုင်ဘူးတဲ့နတ္တိညာတိတုတာဏတာအဆွေမျိုးအမိအဘသာသမီဆိုတဲ့အတိုင်းအဝိုင်းတွေထဲမှာနေခြင်းတရားကနေတားမြစ်နိုင်တဲ့သူဆိုတာနတ္တိမရှိပါဘူးတဲ့ဟုတ်လားအဲ့လိုမျိုးမြတ်စွာဘုရားကဟောလိုက်တယ်အဲ့တော့ချစ်သမီးတဲ့နေခြင်းတရားကမို့နှိမ့်ဆက်ခံထားရသေတော့မဲ့သူတယောက်ပေါ့ဗျာဟုတ်လားဒီသေတော့မဲ့သူတယောက်ကိုတဲ့သားတွေလာကယ်လို့ရပါမလားမရဘူးဟုတ်လားသမီးတွေလာကယ်လို့ရပါမလားကဲအဖေအမေတွေလာပြီးတော့ကယ်မယ်ရပါမလားသမီးရေသမီးမသေးနဲ့အောင်သမီးအစအမေသေးမယ်လို့ပြောလို့ရလားအမေကြတော့လည်းပဲသားသမီးလုပ်တဲ့သူကအမေရေအမေမသေးပါနဲ့အောင်အမေအစားသမီးသေးပါရစေပြောလို့ရလားမရဘူးဆွေမျိုးသားချင်းတွေလာပြီးတော့တားလို့လည်းမရဘူးတဲ့အဲ့ဒီတရားဟောလိုက်တဲ့ခါကျတော့သောတာပန်ဖြစ်သွားတယ်ဟုတ်လားဘယ်သူသောတာပန်ဖြစ်သွားလဲအယူမသောတာပန်ဖြစ်သွားတာဟုတ်လားခန္ဓာကိုယ်မှာအဝိဇ္ဇာမပါခဲ့တဲ့အယူမဗဒ္ဒစာရီလို့ခေါ်တဲ့အယူမဘာဖြစ်သွား
သောတာပန်ဖြစ်သွားတာဟုတ်လားအဲ့တော့သောတာပန်ဖြစ်သွားပြီးတော့မြတ်စွာဘုရားထံမှာယဟန်ဝက်ခွဲတောင်းလိုက်တော့ဘိက္ခုနီဖြစ်သွားတာပေါ့နော်အဲ့တော့ဘိက္ခုနီဖြစ်သွားပြီးတော့သူဟာအမြဲမပြတ်တတိတရားလေးနဲ့နေတယ်တဲ့အဓိကကဘာနဲ့နေဖို့လဲဒီကိုပြန်ရောက်အောင်ဆက်ရတာပဲဟုတ်တယ်မလားဘာနဲ့နေဖို့လဲတတိနဲ့နေဖို့အဲ့တော့ဗဒာစာရီသောတာပန်ယဟန္တာမမဟုတ်သေးဘူးယဟန်မဘိက္ခုနီမနော်သောတာပန်ပဲရှိသေးတယ်ဒါပေမဲ့သူဟာအမြဲမပြတ်ဘာနဲ့နေလဲတတိလေးနဲ့နေတယ်တဲ့တတိလေးနဲ့နေတော့ဘာပဲလှုပ်တတိနဲ့ဟုတ်လားသွားတော့လဲတတိစားတော့လဲတတိထိုင်တော့လဲတတိအိတ်တော့လဲတတိလှုပ်တဲ့ကိုင်းနဲ့အလုပ်တွေလှုပ်တယ်ဆိုလို့ရှိရင်လည်းပဲဘာနဲ့လဲတတိနဲ့ပဲဟုတ်လားတနေ့ကြတော့အဲ့ဒီဘိက္ခုနီဟာခြီရည်စေးတာဟုတ်လားခြီသေးဟိုတဲ့ကနေပြီးတော့ရေလေးကိုခွက်ကလေးနဲ့ခတ်ပြီးတော့ပထမတစ်ခါလောင်းလိုက်တဲ့အခါလောင်းလိုက်တဲ့အဲ့ဒီတစ်ခွက်သောရေလေးကအနှဲငယ်များစီးသွားပြီးတော့ရက်သွားတယ်နော်ရက်သွားပြီးတဲ့အခါနောက်တစ်ခွက်ထပ်ခတ်ပြီးတော့လောင်းလိုက်တဲ့အခါအဲ့ဒီနောက်ထပ်လောင်းလိုက်တဲ့ရေဟာစောစောကရေထပ်ပို့ပြီးတော့သွားပြီးတော့ဟိုဘက်ကျတော့နည်းနည်းရက်သွားနော်နောက်တစ်ခါသုံးခွက်မြောက်ကိုခတ်ပြီးတော့လောင်းလိုက်တဲ့အခါကျတော့စောစောကနှစ်ခါခတ်လိုက်တဲ့ရေလောင်းလိုက်တဲ့ရေထက်ပိုပြီးတော့ဆက်သွားပြီးတော့တနေရာရောက်တော့လည်းပဲရက်သွားတာပဲတဲ့အဲ့ဒါကိုကြည့်ပြီးတော့သူဟာတန်ဝေကရပြီးတော့ဩတဲ့ပုဂ္ဂိုလ်တ attva တွေဆိုတာလည်းပဲငါပထမလောင်းလိုက်တဲ့ရေတစ်ခွက်လိုပဲတဲ့ပထမအရွယ်မှာလဲသေပွဲဝင်ရတဲ့လူတွေမရှိဘူးလားရှိတယ်တချို့ပုဂ္ဂိုလ်တ attva တွေကြတော့ငါဒုတိယလောင်းလိုက်တဲ့သူလိုပဲတဲ့ရေခွက်လိုပဲဟုတ်လားဒုတိယအရွယ်မှာလဲသေပွဲဝင်ရတဲ့လူတွေမရှိဘူးလားရှိတာပဲတဲ့နော်တချို့ပုဂ္ဂိုလ်တွေကြတော့လည်းပဲငါတတိယလောင်းလိုက်တဲ့ရေခွက်လိုမျိုးပဲတတိယအရွယ်မှာပဲသေပွဲဝင်ရတဲ့သူတွေမရှိဘူးလားရှိတယ်ပထမအရွယ်မှာလည်းသေကြမှာပါပဲဟုတ်တယ်မလားဒုတိယအရွယ်မှာလည်းသေကြရတာပါပဲတတိယအရွယ်မှာလည်းပဲသေကြရတာပဲအရွယ်သုံးမှမသေးတဲ့အရွယ်လို့ရှိလားမရှိဘူးဘသူကဘယ်ရွယ်မှာသေမယ်ဆိုတာကတော့ကြိုပြီးတော့မသိနိုင်ဘူးပေါ့ဟုတ်တယ်မလားအဲ့တော့ခုငယ်ငယ်ရွယ်နဲ့လည်းမသေးဘူးလားသေကြတာပဲအလဲအလက်လည်းမသေးဘူးလားသေကြတာပဲနောက်ဆုံးအရွယ်တွေလည်းပဲသေကြရမှာပဲအဲ့တော့တကယ်အစစ်မှန်သည်တခြားလားသေကြရမယ်သူတွေကြီးပဲလားအဲ့ဒီအရွယ်သုံးပါအပြစ်အပြက်တွေပါလားဟုတ်လားအရွယ်သုံးပါဖြစ်ပျက်တွေပါလားဆိုပြီးတော့မြင်အောင်ကြည့်နေတာပဒါစာရီနော်ဘာလို့ရင်လဲချီစေးရင်ဟုတ်လားအဲ့တော့ဘယ်နေရာရောက်တတိပဒံဆိုတာလုံးလို့မရဘူးလားဒါလေးအတုယူရမှာပေါ့နော်ဒကာကြီးတို့ဒကာမကြီးတို့ဘယ်နေရာရောက်ဘာပဲလှုပ်တတိလေးနဲ့ထားပြီးတော့လှုပ်တာဟာတတိပဒံအားထုတ်နေတာပဲနော်အခုတရားနာနေတာဒီတတိလေးနဲ့နာရင်တတိပဒံတရားအားထုတ်တာပဲတတိမပါပဲနဲ့စိတ်ကဟိုရောက်လိုက်ဒီရောက်လိုက်တရားကမပြီးသေးဘူးလားမသိဘူးချိန်ကလွန်နေလောက်ပြီးဟုတ်လားငါမှလည်းထိုင်နေရတာညောင်းလှပြီးဆိုရင်တော့တတိပဒံအားထုတ်တာမဟုတ်ဘူးဟုတ်လားဒါတရားနာတာမဟုတ်ဘူးပဲပြောရမှာပဲနော်ဟုတ်လားအဲ့တော့ဒီတရားတွေကိုတတိလေးရောက်ပြီးတော့အာယုံလေးစိုက်ထားပြီဆိုရင်တော့ဒါဟာတတိပဒံအားထုတ်နေတာ ਨੇ အတူတူပဲတဲ့နော်အဲ့တော့ဘာလို့ဘာကိုင်တတိထားဖို့မလိုဘူးလားတတိလေးရှိပြီဆိုရင်မကောင်းတဲ့အာယုံတွေဝင်နိုင်သေးလားမဝင်နိုင်တော့ဘူးပေါ့နော်အဲ့တော့ပဒါစာရီလည်းပဲခြေစေးရင်ဖြစ်ပျက်ကိုမရှိဘူးလားအဲ့ဒီခါကျမှမြတ်စွာဘုရားရှင်ကိုရောမြတ်ကရောင်ကြီးတော်လေးလှိုးပြီးတော့ဟုတ်တယ်ချစ်သမီးတဲ့အဲ့ဒီလိုမျိုးချစ်သမီးမြင်နေတာဟာကောင်းတယ်ဖြစ်ပျက်ကိုမြင်နေတာဟုတ်လားဘာကိုမြင်နေတာပါလဲအဖြစ်ပျက်ကိုမြင်တာကောင်းတယ်တဲ့ဟုတ်လားအဲ့တော့ဧကဟံဇီဝိတံတေယောဧကဟံဇီဝိတံတေယောပတ္တတောဥဒယပယံဟုတ်လား
အဲ့တော့တရခလေးနေရပြီးတော့အဖြစ်အပျက်ကိုသိသွားတာဟာအင်မတန်မှမြတ်တယ်တဲ့ဟုတ်လားအဲ့တော့ဒီအဖြစ်အပျက်ဆိုတဲ့တရားတွေမမြင်ဘဲနဲ့နှစ်တရာနေတာထက်ဖြစ်ပျက်ကိုမြင်ပြီးတော့တရခလေးနေတာကပို့ပြီးတော့မြတ်တယ်ဆိုပြီးတော့အဲ့ဒီတရားဟောလိုက်တဲ့အခါကျမှပတာစာရီယဟန္တာဖြစ်သွားတာဟုတ်လားအယူမကြီးဘာဖြစ်တယ်ယူမကြီးတော့ယဟန္တာဖြစ်သွားပြီဆိုတော့တို့တွေလည်းပဲဘာပြလောက်ရမှာလဲတရားတို့တရားမြတ်ကတော့ရအောင်အားတော့ရမှာပဲဟုတ်တယ်မလားအဲ့တော့အဲ့ဒီပဒါစာရီဆိုတဲ့အင်မတန်မှအယူတစ်ပိုင်းဖြစ်ခဲ့ရတဲ့သူတယောက်တောင်မှဘာဖြစ်သွားပြီလဲအကျိုးတရားရသွားပြီတို့တွေလည်းပဲတနေ့နေ့တစ်ချိန်ချိန်ကြတော့ကြရင်တော့ရမှာပါပဲဆိုပြီးတော့အားခဲပြီးတော့ဘာလို့ရတတိလေးထားပြီးကြိုးစားရမှာပဲเนาะအဲ့တော့ဘာကအရေးကြီးလဲတတိကအရေးကြီးတယ်ဟုတ်လားဘယ်နေရာပဲသွားဘာပဲလုပ်ဒီကနေ့တော့တတိပဋ္ဌာန်တရားမှာအာနာပါနကိုပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီအာနာပါနအသက်ရှူနေတာလေးကိုပဲအာယုံဆိုင်တယ်နော်အဲ့တော့ရှေးတာတိုးတာတွေသိရမယ်ဟုတ်လားရှေးတာတိုးတာတွေသိပြီးတော့သဗ္ဗကာယလို့ပြောတဲ့အတိုင်းအစလည်းဆုံးသုံးပါးလုံးဝင်လေထွက်လေမှရှုကြည့်မြင်သိနေရမယ်ပတ္တံပယံဆိုတဲ့အတိုင်းဝင်လေထွက်လေလေနူးညံ့သိမ်မွေ့ထားတဲ့အထိဖြစ်သွားပြီဆိုရင်ကိုယ်တန်တမှာဖြစ်နေတဲ့အာနာပါနကိုရှုတယ်လို့မျိုးကြည့်တယ်လို့မျိုးဖြစ်ပြနေတယ်လို့မျိုးသူတစ်ပါးတန်တန်ဗဟိတတန်တန်အပြင်တန်တန်မှာလည်းပဲဒီအာနာပါနဟာဒီလိုမျိုးဖြစ်ပြနေတာပဲဆိုပြီးတော့စိတ်မှန်းနဲ့သိရမယ်ဟုတ်လားအဲ့လိုမျိုးသိပြီးတော့သမုဒိယဓမ္မနုပတိဝကာယတမေဝိရတိဖြစ်တာကိုလည်းသိအောင်လုပ်ရမယ်ဝယဓမ္မနုပတိဝကာယတမေဝိရတိပြက်တာကိုလည်းပဲမြင်အောင်ရှုနေရမယ်ဥဒိယဝယဓမ္မနုပတိဝဝိဟရတိဆိုတော့ဖြစ်ပျက်ကိုလည်းမြင်အောင်ရှုမှတ်နေရမယ်ဟုတ်လားအဲ့တော့ကာယောတိဝအတ္တတတိဟုတ်လားအဲ့ဒါဒီတန်တန်အတ္တတပတ္တတာမှာကာယပဲရှိတယ်တဲ့နော်အတ္တတပတ္တတာပဲရှိတယ်ပေါ့အတ္တတပတ္တတာဝင်လေထွက်လေကိုပဲဒီနေရာမှာကာယလို့ယူထားတာနော်အဲ့တော့ဒုတန်တန်မှာဝင်လေထွက်လေကလွယ်လို့ဘာမှဘာဖြစ်လဲမရှိဘူးဟုတ်လားဝင်လေထွက်လေပဲရှိတယ်နော်ဝင်လေထွက်လေပဲရှိတယ်ဘာမှမရှိဘူးဆိုပြီးတော့တပြေးပြေးနဲ့မလုပ်လာသိလာလိမ့်မယ်နော်အဲ့လိုမျိုးသိပံများလာတဲ့အခါဒီဝိပဿနာဉာဏ်နဲ့ဒီတတိတစ်ဆင့်ထက်တစ်ဆင့်မြင့်ပြီးတော့ဉာဏ်တွေလည်းမြင့်လာမယ်တတိတွေလည်းပဲမြင့်လာလိမ့်မယ်ဟုတ်လားအဲ့လိုမျိုးတတိတွေဉာဏ်တွေမြင့်မားလာပြီဆိုလို့ရှိရင်လည်းပဲတဏှာတွေဒိဋ္ဌိတွေနဲ့မဆွဲလန်းတော့ဘူးတဲ့ဟုတ်လားတဏှာဒိဋ္ဌိနဲ့ဆွဲလန်းသေးလားဆိုရင်မဆွဲလန်းတော့ဘူးဒါဆိုလို့ရှိရင်အဲ့ဒီအတ္တတာပတ္တတာဆိုတဲ့တတိတရားလေးဟုတ်လားဝင်လေထွက်လေလေးကိုရှုနေခြင်းဟာလည်းပဲတနေ့နေ့တစ်ချိန်ချင်းအကျွတ်တရားရနိုင်တယ်တဲ့မရနိုင်ဘူးလားရနိုင်တယ်အဓိကအရေးအကြီးဆုံးဒီကနေ့အရေးအကြီးဆုံးမှတ်ရမှာဒီတခြားလားတတိလားတတိပဲเนาะဒကာကြီးတို့ဒကာမကြီးတို့အဲ့တော့ဘာအရေးကြီးလဲတတိအရေးကြီးတယ်ဘယ်နေရာပဲဘာပဲလုပ်တခြားလားတတိလေးနဲ့နေရမှာလားတတိလေးနဲ့နေထိုင်ပြီးတော့ယောဂီပေါင်းသူတော်ကောင်းတို့ဘဝတန်တရားတစ်လျှောက်ကြုံတွေ့ကြရတဲ့ဘဝပေါင်းများစွာငိုကြွေးကြရတဲ့ပရိဒေဝပေါင်းများစွာကိုတတိတရားလေးလက်ကင်ထားပြီးတော့ကြော်လွှားနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေသောလို့ဆုတောင်းပတ္ထနာပြုကြစေကုန်ရာတည်းကဲမေတ္တာပို့ကြအောင်အားလုံးတက္ကကြီးတို့ဓမ္မကြီးတို့လိုက်ဆိုမယ်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားဖြန့်အေးချမ်းကြပါစေလက်ရှိချမ်းမာစိတ်ချမ်းသာလူရစန္ဒပြည့်ပါစေ
သဗ္ဗေပိတိပဝေတတ္တမောဒဟွန်တုဒုက္ခတရာအတောကနိဗ္ဗယကံသာဒုက္ခဒိဋ္ဌောဝမာတိတောဒုက္ခဒိဋ္ဌောသုံးပြကတွင်လုံးမြောက်ကင်း၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းစသည်တွေကိုတောင်းတမျှောမြင်လိုခြင်းလျက်ရှိ၍နေပါသောမာတိသောဝဓမ္မမဘုဇ္ဇကချုပ်သည်ငါမဟုတ်သောကျွန်ုပ်သည်ကဲ့သို့ဒီဘဝေကာမရူပအရူပဟုဘောကလုံးတဲ့ဘုံသုံးရ၌သဗ္ဗေပိခုနှစ်နေတာခုနှစ်နေသမီးကြီးကြီးငယ်ငယ်ရွယ်ရွယ်လက်လက်မျိုးဆက်သိမ်းကြုံလုံးစုံလည်းဖြစ်ကုန်သောတတ္တာပုတုရွာရွာတတ္တဝါမှန်သမျှတို့သည်တရားနေညင်မပြတ်မလက်ပြီးတနာပြန်ခရာမြမှန်းစွာမတိန်အချင်းခတ်သိမ်းမောဒာကြည်၍လန်းစွာပီတိပန်းတွေဖြာကြပြီးလျင်ဝန္တာရွှေမြူကြည်နုနိုင်ကြကုန်သည်ဒုက္ခကိုစိတ်နှပြလုံးအိဆာဖြင့်ချမ်းသာရွှင်ပြပြည့်ပြည့်စုံကြကုန်သည်နိဗ္ဗယဒုက္ခကသိမ်းချုပ်ငြိမ်းဖို့ဘေးပရန်မရှိကြကုန်သည်ခွန်တူယနေ့ယခုစီးပူလို့ရသည်ဓမ္မတဝနာဓမ္မဒေသနာကုသိုလ်အထုအစွမ်းတွေနဲ့ကိုလိုအပ်သည်မေတ္တာတဲ့အရှိန်စောအာနုဘော်တို့ကြောင့်ခြေပြည်တော်နိုင်ငံခရိုင်နယ်ပယ်မကြမ်းငြိမ်းအေး၍လေးစဉ်သာယာရှိတော်မူနိုင်ကြပါစေကုန်သတည်းကဲဒီလောက်ပဲတော့လိုက်ကြရအောင်နော်ကနိုင်ဝက်နားပြီးလို့ရှိရင်နည်းနည်းပါးပါးနိုင်ဝက်အားထုတ်မယ်အဲ့ဒီအားထုတ်ပြီးတဲ့အခါကျမှအမျှဝေးကြရအောင်နော်ခုချိန်မှာတော့ဒီတိုင်းလေးနားကြအောင်အားလုံးသာဓုခေါ်သာဓုသာဓုသာဓု